အားလုံးပဲကျေးဇူးတော်မင်္ဂလာပါဒီနေ့မှာတော့ရှင်မတိခရင်ကျန်ခန်းချင်း25အပိုင်ငယ်32ခုဖတ်ပြချင်တာဖြစ်ပါတယ်ရှစ်တော်၌လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့်သူထိန်ဒီတိုးနဲ့စိတ်တို့ကိုအတိချခွဲခြားရွယ်အတိချခွဲရွယ်တဲ့အဲ့တော့မနေ့တော့ကျွန်တော်ပြောထားတဲ့ဖုံးရှိတော်ပလင်တော်ပေါ်မှာထိုင်ပြီးသွားတဲ့အခါမှာဘာလို့လဲဆိုတော့ရှစ်တော်၌လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့်တဲ့ဆိုတော့လူမျိုးအပေါင်းလို့ပြောတဲ့အခါမှာကျွန်တော်ကအကုန်ပါနေတယ်နိုင်ငံနဲ့မဆိုင်တော့လူမျိုးအပေါင်းလို့ပြောတဲ့အခါမှာဘာသာနဲ့မဆိုင်တော့မအားလုံးနဲ့ဖြစ်သွားတယ်ဒီမြေကြီးပေါ်မှာရှိတဲ့ပခုံးတစ်ဖက်ကြားမှာကောင်းပေါက်တို့သူတိုင်းနဲ့ဆိုင်တော့အရာဖြစ်သွားပြီအဲ့တော့ကျွန်တော်ဖျားရှိတာယုံနဲ့သူလက်ရှိမယ်မယုံတလို့မယုံတယုံလက်ရှိမယ်နောက်ပြီးတော့ကျွန်တော်ဖျားလို့ကျွန်တော်ကူးကွယ်ပြီးကူးကွယ်မှုမှားယွန်းတဲ့အခြားသောဒီသာရဖျားကလွေးပြီးအခြားသောဖျားကူးကွယ်တဲ့သူတွေအားလုံးလည်းပါမှာချင်းသိပါတယ်အဲ့တော့ကျွန်တော်ပြောတော့ကသာရဖျားကိုပြောတာဖြစ်တယ်သခင်ယေရှုဖျားကိုပြောတာဖြစ်တယ်အဲ့ယေရှုဖျားရှိမှာကျွန်တော်ဖိလိပ္ပိထဲမှာလည်းကားချင်းထဲမှာပြောထားတာမဟုတ်လားယေရှုဖျားနာမရှိမှာအားလုံးကလူထောက်အောင်မှာဖြစ်တယ်အဲ့ဒီချင်းကြအဲ့တော့ဘာလို့မတိုးနဲ့စိတ်ကိုခွေးချတယ်တဲ့ဖျားကပိတာရှိမဲလူသားအားလုံးကိုလို့မပြောနော်ရောတုံးချက်16ထဲမှာယုံကြည်တော်သူအဲ့ဒီသားတော်ကိုယုံကြည်တော်သူတာလင်ကဲတချင်းရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နဲ့ခုကရဲနဲ့ကဲဒီချင်းစိတ်ချမှုရပြီလားမရသေးဘူးလားမိမိတငယ်ချင်းပေါင်းတင်မှာတိုးနဲ့စိတ်ခွေးချတဲ့ချိန်မှာကျွန်တော်ကယုံကြည်သူနဲ့မယုံကြည်ခွေးပြသွားမှာဖြစ်ပါတယ်ခုကရဲကလည်းပြင်ဆင်ဖို့ဖြစ်ပါတယ်မဟောချသေးဘူးဆိုလည်းအိမ်မလီကိုဟောချဖို့လိုတယ်အရောက်စီတိုင်းပေါ်မှာဖျားသခင်ကောင်းချီးချပေးပါစေ